အာရဟံပူဇော်ဒုက္ခခိုင်တော်မူထိုင်သောမြတ်စွာဘုရားအာရဟံကိလေသာကိစေတော်မူသောမြတ်စွာဘုရားအာရဟံစိတ်ဝါယာယ၌ပဲမကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားသမ္မာသမ္ဗုဒ္ဓတိမြင်စရာလုံးတော်ကိုအမှားတိုင်းကိုပဲညာပြေမချွေမချမ်းတိမေတော်မူသောမြတ်စွာဘုရားဝိဇာသရဏတပံသောဝိဇာသုံးပါးဝိဇာ7ပါးจิตတိလ15ပါးတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသူကတော်ကောင်းသောစကားမကရွယ်ကျိုးစီသောစကားကိုသောဆိုတော်မူသောမြတ်စွာဘုရားလောကဝေဒုတတ္တလောကဩဃတလောကသင်္ခါရလောကဆိုအပ်သောလောကသုံးပါးကိုသိမြင်တော်မူသောမြတ်စွာဘုရားအနောတရပုရိသဓမ္မတရတိဆုံးမတိုက်သောတရဝါတို့ကိုအတုမေစိဆုံးမတော်မူသောမြတ်စွာဘုရားတထာဒေဝမနုဿာနာနလူတို့ဤဆရာတဆုဖြစ်တော်မူသောမြတ်စွာဘုရားဘုံတော်သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတော်မူသူတော်ဘာတို့ကိုလည်းသိအောင်ဟောတော်မူသောမြတ်စွာဘုရားဘာဂဝါဣတိယဓမ္မာယတတိတိကမပယတမိဘုံ6ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား